ဒီအသင်းကိုဘယ်သူမှမပြစ်ပယ်နိုင်ကြဘူးကိုစကြိုက်မိတဲ့အသင်းဒါအမှန်တရားတော့ဒါဒီလေတချို့အရာတွေကိုဒါပြောင်းလဲလို့ရမယ်ဘောလုံးအသင်းတစ်သင်းကိုချက်ချင်းဥမာအရက်ဆွဲနေတဲ့သူတယောက်သားအရက်ပြန်ပြတ်သွားမယ်တော်ပြီကွာဒီအသင်းကိုမကြည့်တော့ဘူးလို့ပြောလဲကြည့်မိနေတယ်ဟုတ်ကဲ့တော်ပြီငါအလုပ်တွေနဲ့ဒီပွဲတွေကြည့်လို့အဆင်မပြေဘူးဆိုလဲသတင်းလေးတော့နားထောင်နေတယ်သတင်းလေးတော့ဖတ်နေတယ်ဆိုတော့ဘောလုံးအသင်းတစ်သင်းဆိုတော့အဲ့လိုရှိတယ်အဲ့ဒီပရိသတ်တယောက်အဲ့လိုပြောတာဟိုစိတ်တော်မလားဘောလုံးပရိသတ်တယောက်အတော်လည်းရင်နှုတ်မနာဖြစ်နေဒီအသင်းကိုဘယ်သူမှမပြစ်ပယ်နိုင်ကြဘူးကိုစကြိုက်မိတဲ့အသင်းဒါအမှန်တရားတော့ဒါဒီလေတချို့အရာတွေကိုဒါပြောင်းလဲလို့ရမယ်ဘောလုံးအသင်းတစ်သင်းကိုချက်ချင်းဥမာအရက်ဆွဲနေတဲ့သူတယောက်သားအရက်ပြန်ပြတ်သွားမယ်တော်ပြီကွာဒီအသင်းကိုမကြည့်တော့ဘူးလို့ပြောလဲကြည့်မိနေတယ်ဟုတ်ကဲ့တော်ပြီငါအလုပ်တွေနဲ့ဒီပွဲတွေကြည့်လို့အဆင်မပြေဘူးဆိုလဲသတင်းလေးတော့နားထောင်နေတယ်သတင်းလေးတော့ဖတ်နေတယ်ဆိုတော့ဘောလုံးအသင်းတစ်သင်းဆိုတော့အဲ့လိုရှိတယ်အဲ့ဒီပရိသတ်တယောက်အဲ့လိုပြောတာဟိုစိတ်တော်မလားဘောလုံးပရိသတ်တယောက်အတော်လည်းရင်နှုတ်မနာဖြစ်နေ